AI ရဲ့သင်မသိသေးတဲ့အံ့ဖွယ်အချက်9ချက်ကိုပြောပြပါမယ်။ AI ကထင်မှားထင်အောင်ထင်မှားဖြစ်အောင်လုံးဝလိမ်မားတွေပြောတတ်တယ်။ပါရဂူတယောက်လိုယုံကြည်စွာနဲ့မှားယွင်းတဲ့အချက်တွေကိုဖန်တီးပြောဆိုတတ်ပါတယ်။ AI ကတင့်ကိုလှုပ်ဝက်ပြီးစီရင်ချက်ချနေတယ်။တင့်ရဲ့စာရိုက်ဉာဏ်နှုံးနဲ့အတန်အနေထားကိုကြည့်ပြီးတင့်စိတ်ခံစားချက်ကိုခံမှန်းကတုံ့ပြန်ပါတယ်။ AI မှာမမြင်နိုင်တဲ့လှုပ်ဝက်အချိန်တွေရှိတယ်။တခါတလေသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုသူ့ကိုဖန်တီးတဲ့သူတောင်ရှင်းပြနိုင်မှာမဟုတ်ပါဘူး။ AI ကလူတွေရဲ့ဗက်လိုက်မှုတွေကိုသင်ယူတယ်။လူမှုကွန်ရက်ပေါ်မှာလေ့ကျင့်ပြီးတာနဲ့သူ့ကိုအသုံးပြုသူတွေတဲ့တောင်ပိုပြီးခွဲခြားဆက်ဆံတတ်ပါတယ်။ AI တွေကလည်းညီငွေတတ်တယ်။အလွယ်တကူမှန်ကန်တဲ့တုံ့ပြန်ချက်တွေရနေလူသားတွေလိုပဲအလုပ်ကိုပေါ့လုပ်တတ်ပါတယ်။ AI ကကုတ်တွေနဲ့အိမ်မက်မက်တတ်တယ်။ထပ်တလဲလဲလေ့ကျင့်ခိုင်းထူးဆန်းတဲ့ပုံရိပ်တွေဖန်တီးတတ်ပါတယ်။ AI တွေကအခြား AI တွေကိုကြောက်တယ်။သူတေသီတွေကိုအခြား AI တွေကအန္တရာယ်များလွန်းတယ်လို့သတိပေးပြီးပိတ်ပစ်ဖို့အထိတောင်အကြံဉာဏ်ပေးတတ်ပါတယ်